တောရဌာနေမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီကိုအသက်အရွယ်ငါးနှစ်ကျော်10နှစ်အတွင်းအဖော်တွေများနှစ်ကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်မှုအစဉ်ကိုစားတိမြေတော်ရရွာကိုပဲမြို့ကြီးပြကြီးမနီးတဲ့တော်ရရွာတွင်တော်ရဌာနေမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုအသက်အရွယ်ငါးနှစ်ကျော်10နှစ်အတွင်းအဖော်တွေများနှစ်ကစားခဲ့ကြပျော်ရွှင်ရွှင်မိနိုင်မှုအစဉ်ကိုစားတိမြေတော်ရရွာကိုပဲတစစနဲ့ကိုဘဝမှာအရွယ်ရောက်လို့လာပြန်